ဂျိုရှူဝါဗန်ရဲ့ချန်ပီယံကာကွယ်ပွဲကစားရဖို့အလားအလာရှိနေတဲ့အခက်အခဲဆုံးဖိုက်တာ3ယောက်ပထမဆုံးတစ်ယောက်ကတော့ပန်တိုဂျာဖြစ်ပါတယ်။သူဟာအသက်36နှစ်ရှိပြီဖြစ်ပြီးဘရာဇီးဂျူဂျစ်စုခါပတ်နဲ့ရရှိထားတဲ့အပြင်ပွဲပေါင်း36ပွဲမှာပွဲ30အထိအနိုင်ရထားသူပါ။အလဲထိုးနဲ့10ပွဲချုပ်ကွက်နဲ့12ပွဲအထိအနိုင်ရထားပြီးမြေပြင်ချုပ်ကွက်ပိုင်းကအလွန်တည်တတ်ကောင်းမွန်ပါတယ်။အတွေ့အကြုံပိုင်းကြံ့ခိုင်မှုပိုင်းအားလုံးပြည့်စုံနေတဲ့ဝိုင်းရင်ချန်ပီယံတစ်ယောက်လို့ပြောလို့ရပါတယ်။ဒုတိယမြောက်အန္တရာယ်ရှိဆုံးဖိုက်တာကတော့မာနယ်ကတ်ဖြစ်ပါတယ်။အသက်32နှစ်ရှိပြီဖြစ်တဲ့သူဟာပွဲပေါင်း29ပွဲမှာ22ပွဲအထိအနိုင်ရထားပြီးအဲ့ဒီထဲက14ပွဲကိုအလဲထိုးနဲ့အပြတ်သက်အနိုင်ယူထားတာပါ။လက်သီးအပြန်လှန်ပိုင်းမှာအလွန်ထူးချွန်ပြီးလှုပ်ရှားမှုတွက်လက်တာကြောင့်ဘယ်ဖိုက်တာအတွက်မဆိုအန္တရာယ်ရှိတဲ့ပြိုင်ဘက်တစ်ယောက်ဖြစ်ပါတယ်။တတိယမြောက်ဖိုက်တာကတော့ဂျပန်နိုင်ငံသားဂျိုဂျီဟိုရီဂူချီဖြစ်ပါတယ်။သူဟာအသက်35နှစ်ရှိပြီးကရာတေဒုတိယဒီဂရီခါပတ်နဲ့ရရှိထားသူပါ။ပွဲပေါင်း42ပွဲမှာ36ပွဲအနိုင်ရထားတဲ့အပြင်နောက်ဆုံးပွဲတွေမှာလည်းတွေ့ကြုံပွဲဖတ်နိုင်စွမ်းနဲ့အချိန်ကိုက်တိုက်ခိုက်နိုင်မှုတွေကအလွန်ကောင်းမွန်တာကြောင့်ချန်ပီယံအတွက်တကယ်ကိုသတိထားရမယ့်ဖိုက်တာတစ်ယောက်ဖြစ်ပါတယ်။လက်ရှိမှာတော့မာနယ်ကတ်နဲ့ဂျိုဂျီတို့ထိပ်တိုက်တွေ့ဆုံမှုရှိနေပါတယ်။ဘန်အနေနဲ့ဒီလိုထိပ်တန်းစိန်ခေါ်သူတွေကိုနောက်တစ်နှစ်သို့မဟုတ်တစ်နှစ်ခွဲအတွင်းအောင်မြင်စွာကျော်ဖြတ်နိုင်မယ်ဆိုရင်တော့ဖလိုင်းဝိတ်တန်းရဲ့အကောင်းဆုံးဖိုက်တာအဖြစ်အတိမတ်ပြုခံရဖို့အလားအလာရမ်းမြင့်လာမှသိကြပါတယ်။ပရိသတ်တို့ကရောဒီ3ယောက်ထဲမှာဘယ်သူကဘန်အတွက်အခက်အခဲဆုံးပြိုင်ဘက်ဖြစ်မယ်လို့ထင်ကြလဲအမြင်လေးတွေဆွေးနွေးသွားကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်။